ရေးတကြီးသတင်းထုတ်ပြန်ချက်12.8/2026 ရက်နေ့ရန်ကုန်မြို့ရန်ကုန်ဆေးရုံကြီးတွင်ဝမ်းရောဂါအရေးပေါ်အခြေအနေဖြစ်ပေါ်နေပြီးလမ်းမတော်နှင့်လသာမြို့နယ်တို့မှဝမ်းပြက်ဝမ်းလျောလူနာရာကျော်ဦးကိုအရေးပေါ်ဌာနနှင့်စောင့်ကြည့်လူနာဌာနတွင်အရေးပေါ်ကုသပေးလျက်ရှိသည်လူနာဦးရေဆက်လက်များပြားလာနိုင်သည့်အတွက်ဆေးရုံအနေဖြင့် GK စတန်ကိုချက်ချင်းဖွင့်လှစ်ရန်ဆောင်ရွက်နေပြီဖြစ်သည်လက်ရှိဖြစ်ပွားမှုအတွက်အဓိကအကြောင်းရင်းမှာရေပိုက်လိုင်းများအတွင်ညဉ့်ညမ်းမှုဟုယာယီသုံးသပ်ထားသောကြောင့်လသာနှင့်လမ်းမတော်မြို့နယ်ရှိတောက်သုံးရေလိုင်းအားလုံးကိုအရေးပေါ်စစ်ဆေးတန့်ရှင်းရေးပြုလုပ်ရန်သက်ဆိုင်ရာဌာနများထံအထူးအရေးတကြီးတောင်းဆိုအပ်ပါသည်ထို့အပြင်ရေလိုင်းတစ်ခုတည်းသာအကြောင်းရင်းမဟုတ်နိုင်သည့်အတွက်ရောဂါပြန့်နှံ့မှုပုံစံစားတောက်ကုန်ထောက်ပံ့မှုကွင်းဆက်နှင့်ပတ်ဝန်းကျင်ဆိုင်ရာချက်များကိုပါဆက်လက်သုတေသနပြုဖော်ထုတ်ရန်ကျန်းမာရေးကျွမ်းကျင်သူများကသတိပေးထားသည်ဤရောဂါသည်လမ်းဘေးဆိုင်ငယ်များမှသာမကဆိုင်ကြီးဆိုင်ကောင်းများ၏နောက်ွယ်ရှိမတန့်ရှင်းမှုများကြောင့်လည်းအလွန်လင်းမြန်စွာကူးစက်နိုင်ပါသည်အတွင်ပြင်သာကောင်းမွန်ပြီးမီးဖိုချောင်နှင့်ရေခဲသေတ္တာများအတွင်တန့်ရှင်းမှုအားနည်းနေပါကလူနာအရေအတွက်ပိုမိုဆိုးရွားလာနိုင်သောကြောင့်စားသုံးသူပြည်သူများအနေဖြင့်အလွန်အမင်းသတိပြုရွေးချယ်ရန်လိုအပ်ပါသည်ပြည်သူများအနေဖြင့်အောက်ပါအချက်များကိုအထူးလိုက်နာဆောင်ရွက်ရန်အရေးကြီးပါသည်တန့်ရှင်းလက်ဆက်သောအစားအစာများကိုသာရွေးချယ်စားသုံးရန်အစာမစားမီနှင့်အိမ်သာသုံးပြီးတိုင်းလက်ကိုဆပ်ပြာဖြင့်တေချာဆေးကြောရန်ပြုတ်ကျထားသောရေသို့မဟုတ်တစိမ့်ခက်တန့်စင်ရေကိုသာတောက်သုံးရန်အစားအစာများကိုကြက်အောင်ချက်ပြုတ်စားသုံးရန်ဝမ်းလျှောခြင်းအန်ခြင်းစသောယောဂလက္ခဏာများခံစားရပါကအိမ်တွင်မနေဘဲနီးစပ်ရာဆေးရုံသို့မဟုတ်ဆေးခန်းသို့ချက်ချင်းပြသရန်လိုအပ်ပါသည်ရှောင်ရန်မှာရေခဲများအတုပ်များလမ်းဘေးတွင်ရောင်းချသောအစိမ်းလိုက်စားစာများကိုလုံးဝရှောင်ကျဉ်ရန်မတေချာမတန့်သောစားတောက်ဆိုင်များတွင်မသွားရောက်စားသုံးရန်ဖြစ်သည်ယခုအချိန်သည်ယောဂတားဆီးကာကွယ်ရေးအချိန်ကာလဖြစ်သောကြောင့်အားလုံးပူးပေါင်းဆောင်ရွက်ကြရန်အထူးအရေးကြီးပါသည်သတင်းအသစ်များကိုဆက်လက်ထုတ်ပြန်သွားပါမည်ဇာမနီမြန်မာနိုင်ငံကြီးသားအသိပညာပေးရေးအဖွဲ့သုံးသက်ချက်ကိုလည်းဖော်ပြပေးပါဆရာမိမိတို့အနေဖြင့်သည်ဖြစ်စဉ်ကိုသုံးသပ်ရရင်တမြို့တော်စီပင်သာယာရေးရန်ကုန်ရေနှင့်တန့်ရှင်းမှုဌာနအင်ဂျင်နီယာဌာနသည်1996ခုနှစ်မှာမြို့တော်ရေရရှိရေးပိုက်လိုင်းကြီးများကိုစတင်ပြုပြင်အသစ်မွမ်းမံပါသည်ထိုစဉ်ကပင်အိမ်သုံးရေမီတာများစတင်တက်ဆင်ပါသည်ထူးခြားချက်ကရေပိုက်လိုက်မူလခဲပိုက် GI တန်ပိုက်တန်ချေတက်နိုင်ပိုက်များကို PVC ကုတ်ပိုက်ပလတ်စတစ်ပိုက်များစတင်တွေ့တန်းပါသည်ထို့သို့တွေ့တန်းစဉ်ကပင်စီပင်သာယာရေဆိုးမြောက်များတွင်ကပိုက်လိုင်းများစတင်ဆွဲတာကိုမျက်မြင်ပါထိုမျက်မြင်အခြေအနေကိုမြင်သည့်ပြည်သူများထဲတွင်ဘာကြတောက်ရေပုတ်ရေဆိုးမြောင်းများထဲကရေတန်းပိုက်များကိုဆွဲရခြင်းကိုမေးမြန်းစုံစမ်းပူပါသည်မူလရန်ကုန်မြူနီစပယ်ခေတ်ကပလန်ဘာခေါ်ရေပိုက်လိုင်စင်ရတွေ့တန်းသူများသည်နေအိမ်များရှိကမြေကြီးကိုတူးဖော်တွေ့တန်းကြပါသည်ရေဆိုးထုတ်ပြူမြောင်းများထဲကရေတန်းပိုက်ကိုမဆွဲကြပါရန်ကုန်မြို့တွင်နှစ်လေးဆက်တွင်ထို့သောရေပိုက်တွေ့တန်းမှုကဖြဲကယုံစနစ်မမှန်ခြင်းကိုထင်ရှားတွေ့ပါသည်နှင့်ရန်ကုန်မြို့ကိုရေပေးဝေနေသည့်ဖူးကြီးရေလောင်တမန်နှင့်ငမိုးရိပ်စီတွင်တောင်းချီနေသည့်ကျူးကျော်အိမ်ယာများနှင့်အိမ်သာများကိုဂျိုတုဓာတ်ပုံများမှမြင်နေရပါသည်မူလရေထွက်ပေရင်သို့မဟုတ်ရေရင်းမြစ်တန့်ရှင်းမှုအလွန်လိုအပ်လုံခြုံဖို့လိုပါသည်သုံးအမြန်စာများတွင်ထုံချိုင်းခေါ်အေးခဲရသည့်အသားတူများအလွန်စားသုံးလာကြပါသည်ထိုအသားတူများကိုမူလအပူချိန်ဆန်ကိုက်မဟုတ်ပါကဝမ်းလျှောပိုးဝမ်းကိုက်ပိုးနှင့်တိုက်ဖွက်ခေါ်ဥဝေယံငန်းဖျားပိုးများဘီပိုးစီပိုးနှင့်အသေးရောင်အသားဝပိုးများကပ်ညှိပေါက်ဖွားကူးစက်နိုင်ပါသည်လျှက်စစ်မီးပြတ်တောက်မှုမှရေခဲသေတ္တာများအပူချိန်မမှန်ခြင်းပူလိုက်အေးလိုက်ဖြစ်ခြင်းတို့ကလည်းယောဂပိုးပြန့်နိုင်ပါသည်လေးစားတောက်ဆိုင်များသည်စတုရန်းမီတာ1000တွင်ပြုတ်သိပ်ကျက်နေခြင်း
ရေဆိုးထုတ်ပြုံများပိတ်ခြင်းနှင့်ရင်ကောင်ကပ်ပါကြွက်များခိုအောင်လာရာကလည်းကူးစက်နိုင်ပါသည့်အထူးသဖြင့်လက်ရှိယောဂပြန်သည့်လမ်းမတော်လတမြို့နယ်တရုတ်တန်းသည်လူဦးရေအလွန်ထူထပ်ပြီးအစားအစာအပေါ်ဆုံးနှင့်ကူးစက်မြန်နေသည့်ပတ်ဝန်းကျင်ဖြစ်နေသည်မှာလည်းအလွန်စိုးရိမ်စရာပါငါအစိုးရတာဝန်ရှိဆုံးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာန FDA နှင့်စားသုံးသူရေးရာဦးစီးဌာနကျန်းမာရေးဌာနမြို့တော်စီပင်နှင့်မြို့နယ်ခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကပုံမှန်စစ်ဆေးခြင်းရှောင်းတခင်စစ်ဆေးခြင်းစသည့်လုပ်ငန်းများလုပ်သည့်သတင်းများနေ့စဉ်သတင်းစာများတွင်မတွေ့မမြင်ရသည်မှာကြာခဲ့ပါပြီးထိုဌာနများကလည်းတိတိကျကျမိမိတာဝန်ကိုထမ်းဆောင်နိုင်ရန်နေ့ပြည်သူ့ကိုယ်စားလှယ်များကပေါင်းစပ်ညှိနှိုင်းတာဝန်ယူပေးရပါမည်လို့မှတ်ချက်ပြုပါသည်အထက်ပါအသီးသီးများကိုမြန်မာနိုင်ငံသားတို့နေ့စဉ်ဘဝတွင်ကျင့်သုံးနိုင်ကြစေရန်ဇာမနီမြန်မာကထုတ်ပြန်အသိပေးပါသည်ယနေ့သည့်13ဩဂုတ်2026ခုနှစ်ရန်ကုန်မြို့ကထုတ်ပြန်ပါသည်အားလုံးကို